မင်္ဂလာပါပရိသတ်ကြီးများရှင်ဒီနေ့မှာတော့လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာပရိသတ်တွေအထူးစိတ်ဝင်စားစောတကားတက်နေကြပြီးမီဒီယာအတီးတီးရဲ့စာမျက်နှာတွေပေါ်မှာရေပန်းစားနေတဲ့မင်းသားအောင်ရဲလဲနဲ့သူရဲ့ဇနီးတို့ရဲ့အိမ်တွင်းရေးတဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မကြသေးမီကမှမင်းသားအောင်ရဲလန်တို့ဇနီးမောင်နဲ့ဟာသူတို့အိမ်မှာလာရောက်ကူညီလုပ်ကိုင်ပေးနေတဲ့အိမ်အကူမလေးကိုဝိုင်းရှိလာတဲ့ကိစ္စနဲ့ပတ်သက်လို့မီဒီယာတွေရှိမှမှာပွန်ပွန်လန်းလန်းထဆိုဆန်လန်းခဲ့တာကြောင့်ပြည်သက်တွေကြားမှာအားတမ်းမှုတွေနဲ့အတူအယူအဆအမျိုးမျိုးညှင့်ခုန်ဆွေးနွေးစရာတွေဖြစ်ပေါ်လို့လာခဲ့ပါတယ်။အနုပညာရှင်တယောက်ရဲ့ကိုရိတ်ကိုသားအနီးပါဖြစ်နေတဲ့အိမ်တွင်းရဲ့ကိစ္စတစ်ခုကိုအခုလိုမီဒီယာတွေနဲ့ပြည်သက်တွေရှိမှရေရေဝမ်းဝါဖွင့်ဟာဆလန်ပြသခဲ့တဲ့အပေါ်မှာလဲလူအများကစိတ်ဝင်စားမှုမြင့်တက်နေကြတာဖြစ်ပါတယ်။အစားပိုင်းမှာတော့လူမှုကွန်ရက်ပေါ်မှာမင်းသားအောင်ရလန်တို့ရဲ့အိမ်အကူမလေးကိုဝိုင်းရှိနေပြီဆိုတဲ့တရန်တွေရေရွက်ပြနှန်းခဲ့ပြီးကောလာဟာလာမျိုးမျိုးနဲ့ပြည်သက်တွေကြားတန်ကျေးပေးမှုတွေမြတ်ပြားနေခဲ့ပါတယ်အခုလိုမျိုးတဲ့မမှန်တွေကိုအတိတ်ပင်မရှိတဲ့ကောလာဟာလာတွေကြောင့်မို့လို့မင်းသားအောင်ရဲလဲနဲ့ဇနီးဖြစ်သူတို့ဟာရေငုံထုတ်ပိမနေတော့ပဲမီဒီယာတွေကိုဖိတ်ခေါ်ကအမှန်တရားကိုပေါ်လန်းမြင်သာစွာချပြရှလန်ဖို့ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။မီဒီယာတွေတွေ့ဆုံပွဲမှာတော့အိမ်အကူမလေးမှာကိုဝန်ရှိနေတာဟာအမှန်တကယ်ဖြစ်ကြောင်းနဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးအိမ်ရှင်မတွေအနေနဲ့ဘလို့တာဝန်ယူတာဝန်ခံမှုတွေပြုလုပ်ပေးနေတဲ့ဆိုတာကိုပါပွန်ပွန်လန်းလန်းပြောကြားခဲ့ပါတယ်။အောင်ရဲလန်တို့ဇနီးမောင်နှံတို့ရဲ့ပြောဆိုချက်အရာအကူမလေးဟာသူတို့အိမ်မှာလာရောက်လောက်ကင်နေစဉ်အတွင်းမှာမထမ်းမှတ်ပဲကိုဝန်ရှိလာခဲ့တာဖြစ်ပြီးဒီအခြေအနေကိုသိရှိခဲ့ရချိန်မှာအိမ်ရှင်မတယောက်အနေနဲ့ပြပေမထားပဲလိုအပ်တဲ့ကျမရေးဆောင်ရှောက်မှုတွေနဲ့ဆောင်ရှောက်ပေးခဲ့ကြောင်းသိရှိရပါတယ်။ဒါပြင်တရင်မှာပြင်းနေနေတယ်လို့မျိုးမဟုတ်မမှန်တဲ့တင်ကြေးပေးမှုတွေကိုငြိမ်သက်ဖို့အတွက်အကူမလေးရဲ့ကိုဝန်ကိစ္စနဲ့ပတ်သက်ပြီးသက်ဆိုင်ရာမိသားစုဝန်တွေအမှန်တကယ်တာဝန်ရှိသူတွေနဲ့ပါစနစ်တကျတိုင်ပန်ဆွေးနွေးကအဆင်ပြေအောင်ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်းဆန်လန်ပြောကြားခဲ့တာဖြစ်ပါတယ်။ဒီလိုမျိုးမီဒီယာတွေရှေ့မှာဖုံးကွယ်မထားပဲပွန်လန်းစွာချပြလိုက်တာဟာမဟုတ်မမှန်တဲ့ကောလာဟာလာတွေကြောင့်မိသားစုတိတ်ခါနဲ့အနုပညာပုံရိပ်ထိခိုက်မှကိုကာကွယ်ဖို့အတွက်ဖြစ်တယ်လို့လည်းသိရှိရပါတယ်။မင်းသားအောင်ရလန်ကတော့သူအနေနဲ့အနုပညာအလုပ်တွေကိုအာယုံဆိုင်လောက်ကင်နေချိန်မှာအခုလိုအိမ်တွင်းရေးနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေပေါ်ထွက်လာပြီးပြည်သက်တွေအထက်အမြဲလွှမ်းမိုးမှုတွေမဖြစ်စေချင်တာကြောင့်မီဒီယာတွေကနေသစဉ်အမှန်တရားကိုအတိပေးရခြင်းဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်။ဇနီးဖြစ်သူကလည်းအိမ်အကူမလေးရဲ့အမျိုးသမီးချင်းစာနာထောက်ထားမှုနဲ့ကျမရဲ့အတွက်လိုအပ်တာတွေကိုအပြေအဝကူညီဆောင်ရှောက်ပေးလျက်ရှိကြောင်းမဟုတ်မမှန်တဲ့အမှားတွေပြန့်ဝေနေကြသူတွေကိုလည်းထက်မှန်ပြီးအထံမလွဲအောင်မလုပ်ကြဖို့မြတ်တာရက်ခံခဲ့ပါတယ်။အနုပညာရှင်တယောက်အနေနဲ့အိမ်တွင်းရဲ့ပြဿနာတို့မဟုတ်ဖြစ်စဉ်တစ်ခုကိုပြည်ထနဲ့မီဒီယာရှိမှရေရေဝံဝါရက်ဆိုင်ဆက်လက်ပြသခဲ့တာကြောင့်အချို့သောပြည်သက်တွေကလည်းသူတို့ရဲ့ပေါ်လက်မှုကိုချစ်ကြူခဲ့တယ်လို့အချို့ကလည်းဒီဖြစ်စဉ်အပေါ်အမျိုးမျိုးသောအမြင်တွေနဲ့ဆွေးနွေးလျက်ရှိကြပါတယ်။ဒီဖြစ်စဉ်ဟာလူမှုကွန်ရက်ပေါ်မှာတော့တော်တော်လေးကိုကြရက်ထားနေစေဖြစ်ပြီးပြည်သက်တွေကြားမှာလည်းအတီးကစိတ်ဝင်စားစရာတရင်တပုတ်ဖြစ်လို့နေပါတယ်